ဘာလဲဆိုတော့မာရှာလာဘာကာကိုပထမဆုံးအမဲသားနဲ့စတင်ရောင်းချပေးတော့မှဖြစ်ပါကြောင်းကတ်စတမာတွေကတီးပြီးနှိုးစွာပါတယ်ခင်ဗျာပြေးပြီဟေးကျွန်တော်ခွိုင်းတက်လာလို့ ဘာကွိုင်လဲ ဘာကာခွိုင်းဘာကာ ရှင်း တဖန်မြန်ပြီးမာရှာလာဘာကာ brand နေနဲ့အတူကျွန်တော်ညီကိုနေရောက်ရှိလို့လာပြီဖြစ်ပါတယ်အခုKMB ဟလာဖူးဆန်ပြန်ဖွင့်ရမယ်ဆိုတော့အမှဘာမန်နူးတွေရမှာလဲ ဒါမီနူးတွေရမှာလဲဆိုတော့ brand နဲ့ quality ကအဓိကရောင်းချတယ်ဘာတွေရမှာလဲဆိုရင်မာရှာလာဘာကာ chicken မာရှာလာဘာကာ beef apple ဘာကာ spicy ခေါက်ဆွဲဟိုမှာမျိုးစုံမီနူးမျိုးစုံနော်ကြောက်လိုက်ပါမယ်ပြီးပြီဆို snack မျိုးစုံရောင်းချပေးမှာဖြစ်တယ်ဘယ်မှာရောင်းချပေးမှာလဲဆိုရင်အဲ့မှာ4 partner လည်းထိတ်ထားပြီးဖြစ်တဲ့အတွက်4 partner ရှိတဲ့မြို့နယ်တွေကိုကျွန်တော်တို့ဘက်ကနေဒီပါတီပို့ဆောင်ပေးပါတယ်ဆိုင်မှာလည်းကိုယ်တိုင်ကိုယ်ကျလာရောက်ဝယ်အားပေးလို့ရပါတယ်ဆိုင်လိပ်စာလေးကတော့ရန်ကုန်တိုင်းဒေသကြီးမင်္ဂလာတောင်မြို့နယ်တရားဒလန်လမ်းစုံလေးတွေမှာဆိုင်လေးဖွင့်လှစ်ပေးကြပါတယ်ဆိုင်လေးမတွေ့ခင်3999နဲ့တုံးတစ်ခုချက်ကိုဆက်ပြပြီးတော့မင်းမနာပါတယ်ခင်ဗျာသူကငါဒီနာဝမ်းလာစရာသတင်းတစ်ခုပြောလို့ဘာလဲသိလားဆိုင်မှာစားဖို့အတွက်ခုံနေလဲအစင်းလေးလုပ်ပေးတာလေနော်အဲ့ဒါလာစားဖို့ပဲကျန်တယ်သိလားဆိုင်မှာစားဖို့အတွက်ခုံတစ်ခုံလုပ်ပေးတာလူ၄ယောက်အနည်းဆုံးထိုင်လို့ရမယ်နော်ကျွန်တော်တို့ဘက်ကနေရေလဲချမယ်တိတ်ဆူလဲချမယ်နောက်ဆုံးကကုံပြောရရင်အချိုးပါကျွေးမယ်ဗျာအချိုးနော်မင်းမတောင်းလဲလို့ပြည့်ရပြီကျွန်တော်အချိုးပါကျွေးမယ်အေးပါတိုက်မယ်ဗျာဆိုင်လဲလာအားပေးဟုတ်ပြီလားနော်အတူရောက်လာတယ်နော်အစီအစဉ်လာအားပေးဘယ်တော့လား ဘာအဓိကထားပြီးရောက်ပြီ quality ကိုအဓိကထားပြီးရောင်းတာပါဟာမီးကွာ quality ကိုရောင်းတာ